coffee နဲ့ပတ်သက်ပြီးတော့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတခုကျွန်တော် sharing လုပ်ပေးခြင်းနဲ့ဗျအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကိုတောင်းနေတဲ့ cappuccino ကိုဘယ်ကနေစပြီးတော့တွေ့ခဲ့တာလဲဒီ cappuccino ဘယ်လိုစပြီးပေါ်လာတာလဲပေါ့နော် cappuccino စပေါ်လာတဲ့တမိုင်းအကြောင်းကလည်းတော်တော်လေးထူးဆန်းနေဗျ coffee ဆိုပြီးတော့coffee cappuccino ဆိုတော့ coffee နာမည်တစ်ခုက coffee ဆိုင်ကနေပဲထွက်လာမယ်လို့ပေါ်လာမလို့ကျွန်တော်တို့တွေးနေမိလိမ့်မယ်ကျွန်တော်လည်းတွေးခဲ့ဘူးတယ်ဒီ cappuccino က coffee ဆိုင်တွေကနေပဲရေပန်းစားလာခဲ့တာလို့ထွက်ပေါ်လာတာလို့ကျွန်တော်တွေးခဲ့ဘူးဒါပေမဲ့လည်းတကယ်တမိုင်းကြောင်းရဆိုရင်ဘာတွေ့ရလဲဆိုတော့ cappuccino ဟာ coffee ဆိုင်ကနေစပြီးပေါ်လာတာမဟုတ်ဘူးcappuccino ကပေါ်လာတာကဘုန်းကြီးကျောင်းကက်သလစ်ဘုန်းတော်ကြီးကျောင်းကနေပြီးတော့အစာပြုလာတာပေါ့နော်အဲ့လိုပြောလို့ကက်သလစ်ဘုန်းတော်ကြီးကျောင်းကနေပြီးတော့ဒီ coffee ကိုစပြီးဆွဲတောက်လို့စပြီးတော့ဆွဲတောက်လာကြလို့ပေါ်လာတာလားဆိုတော့ဒါမဟုတ်ပြန်ကက်သလစ်ဘုန်းတော်ကြီးကျောင်းကနေပေါ်လာတာတော့မှန်တယ်ဒါပေမဲ့ကက်သလစ်ဘုန်းတော်ကြီးတွေတုံးလာလို့လဲဒီနာမည်ကပေါ်လာတာလည်းမဟုတ်ပြန်အဲ့ဒါကဘယ်လိုလဲဆိုတော့အကြောင်းအရာကဒီလိုပြဒီမှတ်တမ်းထဲမှာဘယ်လိုရေးထားလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း900လောက်မှာတဲ့ဒီအီတလီနိုင်ငံမှာအဲ့ဒီကပူချင်းဆိုတဲ့ဖုန်းတော်ကြီးတွေရှိတယ်အဲ့ဒီဖုန်းတော်ကြီးတွေရဲ့သူတို့ဝတ်ထားတဲ့ဝတ်လုံရဲ့အယောင်ကသူကchestnut brown ပေါ့နော်နက်ညိုရောင်အယောင်ရှိအဲ့ဖြစ်ချင်တော့ဒီ coffee တွေကိုနှုတ်အမြုပ်ထည့်ပြီးတောက်လိုက်တဲ့coffee ရောင်ကလည်းဒီဖုန်းတော်ကြီးတွေဝတ်ထားတဲ့ဝတ်ယုံရဲ့အယောင်နဲ့သွားတူနေအဲ့ဒီချိန်လေးစပြီးတော့လူတွေကcappuccino ဆိုပြီးတော့စခေါ်လာတာပေါ့နော်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့တောက်တဲ့ဒီ cappuccino ကတော့20ရာစုအစောပိုင်းမှာအီတလီမှာဒီ espresso ဆက်တွေပေါ်လာပြီးနောက်ပိုင်းကျမှခက်စားလာတဲ့ coffee မျိုးစားပေါ့နော်ကနဦး cappuccino ပုံစံကြတော့ကျွန်တော်တို့အီတလီနိုင်ငံမှာတွေ့ကြတာမဟုတ်ဘူးလို့စပေါ်လာတာမဟုတ်ဘူးလို့တမိုင်းမှတ်တမ်းတွေမှာတွေ့ရတယ်ဒီကနဦး cappuccino ပုံစံကိုဘယ်မှာတွေ့ခဲ့လဲဘယ်မှာစတွေ့လဲဆိုတော့ Australia နိုင်ငံဒီ Vietnam မြို့ရဲ့ coffee ဆိုင်တွေမှာစပြီးတော့တွေ့ခဲ့တာဒီ18ရာစုအစောပိုင်းပေါ့နော်1900ပြည့်ဝန်းကျင်လောက်မှာဒီ Australia နိုင်ငံ Vietnam မြို့ရဲ့ coffee ဆိုင်တွေရဲ့ menu ထဲမှာ cappuccino ဆိုတဲ့ coffee တစ်မျိုးရှိတယ်အဲ့ဒါကတော့ဘယ်လိုလဲဆိုရင်ဒီ coffee တွေကိုဒီနို့ဒါမှမဟုတ်ရင် cream နဲ့တကြားနည်းနည်းထည့်ပြီးတော့ရိုးကြီးဖြော်ထားတဲ့ coffee တစ်မျိုးဖြစ်တယ်ဒါကတော့ဒီလက်ရှိအီတလီ cappuccino တွေမပေါ်ခင် cappuccino ရဲ့ကနဦးပုံစံဖြစ်တယ်ကျွန်တော်ဒီနေ့တောင်းနေတဲ့ cappuccino အမျိုးအစားကကြတော့ဒီ20ရာစုအစောပိုင်းဒီ1900ခုနှစ်နောက်ပိုင်းပေါ့နော်အီတလီစက်မှုတော်လိုင်းနဲ့တို့ပေါ်လာတာဖြစ်တယ်ဒီ1900ခုနှစ်မှာအီတလီလူမျိုးLisa Bazzara ကဒီ coffee ကိုရင်သွင်းခွင်းနဲ့ညှစ်ထုတ်တဲ့စက်ကိုသူကစပြီးတီထွင်ခဲ့အဲ့ဒီကနေပဲတစ်ဆင့်ပဲသူကဒီ microphone နှုတ်အမြုပ်လောက်တဲ့ microphone စနစ်တွေပေါ်လာတယ်ဒီ western တွေပေါ့နော် western စနစ်တွေ western ပါတဲ့စနစ်တွေပေါ့နော်ပေါ်လာတယ်ဒီ microphone ဒီနှုတ်အမြုပ်လောက်တဲ့ microphone western စနစ်တွေပေါ်လာတယ်ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ1950ခုနှစ်ဝန်းကျင်မှာ coffee ဆက်တဲ့အဆင့်မြင့်လာပြီးတော့ကျွန်တော်တို့ဒီနေ့လက်ရှိတောင်းနေတဲ့cappuccino ကိုဒီအီတလီနိုင်ငံရဲ့ coffee ဆိုင်တွေမှာရောင်းချရနေပြီးတော့တဆင့်ကမ္ဘာတဝန်းကိုပြန့်နှံ့လာတာဖြစ်တယ်ပြီးတော့ဒီ coffee နဲ့ပတ်သက်ပြီးတော့အီတလီမှာယဉ်ကျေးမှုတစ်ခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့အီတလီလူမျိုးတွေဟာဒီ cappuccino ကိုဒီနေ့လည်စားပြီးနဲ့ညစာစားပြီးတဲ့အချိန်တွေမှာမတောက်ကြဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုရင်ဒီ cappuccino coffee ကနှုတ်အများကြီးပါတဲ့အတွက်ပေါ့နော်ဒီအစာချင်းစနစ်ကိုထိခိုက်စေတဲ့အစာချင်းစနစ်ကိုအာမပေးဘူးဆိုတဲ့အတွက်ကြောင့်သူတို့ကနေ့လည်စားပြီးနဲ့ညစာစားပြီးတဲ့အချိန်မှာ cappuccino ကိုမတောက်ဘဲနဲ့နေခဲ့ကြတာဖြစ်တယ်အဲ့တော့အီတလီနိုင်ငံမှာဒီဟာကရိုးရတစ်ခုလိုဖြစ်သွားတယ်ယဉ်ကျေးမှုတစ်ခုလိုဖြစ်သွားတယ်တကယ်လို့ကျွန်တော်တို့ဟာအီတလီနိုင်ငံကိုရောက်လို့မနဲ့အပြောမဆိုရင်ကွာဒီ
နေ့လေစာစားတဲ့အချိန်မှာပဲဖြစ်ညစာစားတဲ့အချိန်မှာပဲဖြစ်ကျွန်တော်တို့က coffee ကိုမတောက်မှဆိုသူတို့ကထူးထူးဆန်းဆန်းနဲ့ကြီးနေကြလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အီတလီနိုင်ငံမှာသူတို့အီတလီလူမျိုးတွေဟာဒီကပချီနိုကို17နာရီမတိုင်ခင်မှာပဲတောက်လေတောက်ထားရှိကြတာမလို့ပဲဒါကြောင့်မလို့သူတို့နိုင်ငံမှာယဉ်ကျေးမှုတစ်ခုအနေနဲ့ဒီနေ့တစ်ချိန်ထိတည်ရှိနေတယ်ပေါ့နော်ဒါကတော့ဒီကပချီနိုရဲ့တမိုင်းကြောင်းနဲ့အီတလီမှာရှိတဲ့ယဉ်ကျေးမှုလေးတစ်ခုကို sharing လုပ်တာပဲဖြစ်ပါတယ်ဒီတက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ coffee ရဲ့တမိုင်းကြောင်းနဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့သိချင်တဲ့လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်လည်းဒီ case မှာတူတူလိုက်ပါဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ခြင်းအပြင်ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုsharing လုပ်နိုင်ဖို့ထောက်ပံ့ပေးဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်